2016 ခုနှစ်နိုဝင်ဘာလ28ရက်တောက်ကြနေ့နနက်ပိုင်း9:36 မိနစ်ထိုင်းနိုင်ငံချင်းမိုင်မြို့ဒေါက်တာထွန်းဝင်းဒေါ်မမခိုင်တို့၏နေအိမ်၌ပညာဝါဒပဋ္ဌာန်းတရားတော်၏သာသနာ့အင်ရမညာအပိုင်းအားဆက်လက်၍မျှဝေပူဇော်ဆွေးနွေးခြင်းအဲ့တော့မမရီနဲ့ဆရာလေးကနှွေးသွားအောင်လို့နှွေးတဲ့အနေနဲ့သာဇာတသာဇာတကိုဘယ်ထိပူဇော်မလဲဆိုရင်ဆရာလေးရရင်ရက်မယ်နော်။ဘာဖြစ်လို့လဲဆိုတော့အချိန်ကလည်းမိနစ်20လောက်အတွင်းမှာကားတစ်စင်းကလေတော့ဖွင့်ပြီးချက်ချင်းထွက်လို့မရအောင်ပူအောင်လုပ်ပါသေးတယ်အဲ့လိုနော်။ဒီမှာဗျာဘုရားရှိခိုးလိုက်မယ်နော်။နမော တတဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဟေတုပစ္စယောအာရမဏပစ္စယောအဓိပတိပစ္စယောအနန္တရပစ္စယောသမန္တရပစ္စယောသဟဇာတပစ္စယောအညညပစ္စယောနေတယပစ္စယောဥပနိတယပစ္စယောပုရိဇာတပစ္စယောပစ္ဆာဇာတပစ္စယောအာတိဝနပစ္စယောကမ္မပစ္စယောဝိပါကပစ္စယောအာဟာရပစ္စယောအိန္ဒြိယပစ္စယောဇာနာပစ္စယောမေဃပစ္စယောတမ္ပယုတ်တပစ္စယောဝိပယုတ်တပစ္စယောအဋ္ဌိပစ္စယောနတ္ထိပစ္စယောဝိဂါဒပစ္စယောအဝိဂါဒပစ္စယောဒီโอเคအဲ့တော့သဟဇာတမှာအချိန်ကို save လုပ်တဲ့အနေနဲ့ပထမပိုင်းမှာတွေ့လား1 2 3ဆိုတာလေးအထိပဲပူဇော်ကြမယ်เนาะဒီမှာဗျာကုသလောဓမ္မောကုသလတဓမ္မတာသဟဇာတပစ္စယေနာပစ္စယောကုသလောဧကောခန္နောတိဏနံခန္ဓာနံသဟဇာတပစ္စယေနာပစ္စယောတေယောခန္ဓာဧကတခန္ဓာတာသဟဇာတပစ္စယေနာပစ္စယောဒွေခန္ဓာဒွေနံခန္ဓာနံသဟဇာတပစ္စယေနာပစ္စယောကုသလောဓမ္မောအပြာကတဓမ္မတာသဟဇာတပစ္စယေနာပစ္စယောကုသလာခန္ဓာစိတ်တသမုဒ္ဒနာနံရူပနံသဟဇာတပစ္စယေနာပစ္စယောကုသလောဓမ္မောကုသလသာသာအပြာကတသာသာဓမ္မတာသဟဇာတပစ္စယေနာပစ္စယောကုသလောဧကောခန္နောတိဏနံခန္ဓာနံစိတ်တသမုဒ္ဒနာသာရူပနံသဟဇာတပစ္စယေနာပစ္စယောတေယောခန္ဓာဧကတာခန္ဓာတာစိတ်တသမုဒ္ဒနာစိတ်တသမုဒ္ဒနာသာရူပနံသဟဇာတပစ္စယေနာပစ္စယောဒွေခန္ဓာဒွေနံခန္ဓာနံစိတ်တသမုဒ္ဒနာသာရူပနံသဟဇာတပစ္စယေနာပစ္စယောအကုသလောဓမ္မောအကုသလတဓမ္မတာဆရာလေးက3ထိပဲပြောတာဟုတ်နော်3ထိပဲပြောတယ်ဆိုတော့အခုတခုပြောပြမယ်အဲ့မှာတခုမှတ်ထားဖို့ကလေ311322ဆိုကြည့်311322 311322နောက်ပြီးတော့311322ပြီးတော့ဧကောခန္ဓာတိဏနံခန္ဓာနံဧကောခန္ဓာတိဏနံခန္ဓာနံသာတိဏနံခန္ဓာနံ तू ကလေအဲ့နာမခန္ဓာ၄ပါးကြာလို့ရှိရင် तू က၄ခုကလေ तू ကခွဲလို့မရဘူးဆိုတော့တစ်ဆိုရင်ဧကောလေဧကောတစ်ဆိုရင်ဟိုဘက်ကဘယ်လောက်ကျန်လဲ3တစ်ကခန္ဓာထားလိုက်3တစ်ကဟိုမဟာဘုတ်ကိုပြောတာမဟာဘုတ်ကကျတော့ तू ၄ပါးရှိတာမဟာဘုတ်၄ပါးကြတော့ तू ကတစ်ခုကကျန်တဲ့3ခုကိုကျေစုပြုတယ်ဆိုရင်ကျန်တဲ့3ခုကလည်းတစ်ခုကိုပြန်ပြီးကျေစုပြုတယ်အဲဒါကြောင့်မလို့3 နော်ပထဝီကြောင့်အာဘောတေဇောဝါယောဖြစ်ရတယ်အာဘောတေဇောဝါယောကြောင့်ပထဝီရဖြစ်ရတယ်အဲ့မှာလှည့်လို့ရတယ်ဒီ1နဲ့ဒီ3တခါဒီ1နဲ့ဒီ3ပေါ့ဒီ1နဲ့ဒီ3ပေါ့နော်အဲ့ဒါ3 သွားတယ်လက်ပေါ့အဲ့နောက်ကခွဲလိုက်တော့နှစ်ခုကြောင့်နှစ်ခုကိုပြန်ကျေစုပြုတယ်နားလည်လိုက်အဲ့တော့ဒါကြောင့်မလို့3113လို့ပြောတာเนาะအဲ့ဒါတွေကဘယ်လေးတွေမှာပါလဲဆိုရင်သူအတူတကွတွေဖြစ်ရတဲ့အတွက်ကြောင့်မလို့သူကသဟဇာတမှာလည်းပါတယ်သဟဇာတမှာပါတယ်ဒီနည်းနည်းကြော်လိုက်မယ်เนาะကြော်လိုက်မယ်ဆိုတော့ဘယ်သွားမလဲဆိုတော့ဒီဆိုတော့
နှစ်အောက်ကဟိုအရှိကြီးကိုသွားကြရအောင် ကျင်းပါဘူး အကုသလောလိုက်ရှာယူခအကုသလောဓမ္မောအကုသလတသာအပြာကတတသာဓမ္မတာသဟဇာတပစ္စယေနာပစ္စယောအကုသလောဧကောခန္ဓာဒိဏနံခန္ဓာနံစေတသမုဋ္ဌာနံသာရူပနံသဟဇာတပစ္စယေနာပစ္စယောတေယောခန္ဓာဧကတာခန္ဓာတာစေတသမုဋ္ဌာနံသာရူပနံသဟဇာတပစ္စယေနာပစ္စယောဝိခန္ဓာဒွိနံခန္ဓာနံစေတသမုဋ္ဌာနံသာရူပနံသဟဇာတပစ္စယေနာပစ္စယောအဗျာကတောဓမ္မောအဗျာကတတဓမ္မတာသဟဇာတပစ္စယေနာပစ္စယောဝိပါကာဗျာကတောကရိယာဗျာကတောဧကောခန္ဓာဒိဏနံခန္ဓာနံစေတသမုဋ္ဌာနံသာရူပနံသဟဇာတပစ္စယေနာပစ္စယောဒွေခန္ဓာဒွေနံခန္ဓာနံစေတသမုဋ္ဌာနံသာရူပနံသဟဇာတပစ္စယေနာပစ္စယောဗျာကတောဓမ္မောဗျာကတတဓမ္မတာသဟဇာတပစ္စယေနာပစ္စယောဝိပါကာဗျာကတောကရိယာဗျာကတောဧကောခန္ဓာဒိဏနံခန္ဓာနံစေတသမုဋ္ဌာနံသာရူပနံသဟဇာတပစ္စယေနာပစ္စယောတေယောခန္ဓာဧကတာခန္ဓာတာစေတသမုဋ္ဌာနံသာရူပနံသဟဇာတပစ္စယေနာပစ္စယောဒွေခန္ဓာဒွေနံခန္ဓာနံစေတသမုဋ္ဌာနံသာရူပနံသဟဇာတပစ္စယေနာပစ္စယောပတိတန်တေခနေဝိပါကဗျာကတောဧကောခန္ဓာဒိဏနံခန္ဓာနံရတ္တသာရူပနံသဟဇာတပစ္စယေနာပစ္စယောတေယောခန္ဓာဧကတာခန္ဓာတာရတ္တသာရူပနံသဟဇာတပစ္စယေနာပစ္စယောဒွေခန္ဓာဒွေနံခန္ဓာနံရတ္တသာရူပနံသဟဇာတပစ္စယေနာပစ္စယောခန္ဓာဝိထုကသဟဇာတပစ္စယေနာပစ္စယောဝိထုခန္ဓာသဟဇာတပစ္စယေနာပစ္စယောဧကံမဟာဗုဒ္ဓံတေနံမဟာဗုဒ္ဓနံသဟဇာတပစ္စယေနာပစ္စယောတယောမဟာဗုဒ္ဓဧကတာမဟာဗုဒ္ဓသာသဟဇာတပစ္စယေနာပစ္စယောဒွေမဟာဗုဒ္ဓဒွေနံမဟာဗုဒ္ဓနံသဟဇာတပစ္စယေနာပစ္စယောမဟာဗုဒ္ဓစေတသမုဋ္ဌာနံရူပနံရတ္တရူပနံဥပါဒရူပနံသဟဇာတပစ္စယေနာပစ္စယောဘာဟိရံဧကံမဟာဗုဒ္ဓံဒိဏနံမဟာဗုဒ္ဓနံသဟဇာတပစ္စယေနာပစ္စယောတယောမဟာဗုဒ္ဓဧကတာမဟာဗုဒ္ဓသာသဟဇာတပစ္စယေနာပစ္စယောဒွေမဟာဗုဒ္ဓဒွေနံမဟာဗုဒ္ဓနံသဟဇာတပစ္စယေနာပစ္စယောမဟာဗုဒ္ဓဥပါဒရူပနံသဟဇာတပစ္စယေနာပစ္စယောအဟာရသမုဋ္ဌာနံဧကံမဟာဗုဒ္ဓံတိဏနံမဟာဗုဒ္ဓနံသဟဇာတပစ္စယေနာပစ္စယောတေယောမဟာဗုဒ္ဓသာဧကတာမဟာဗုဒ္ဓသာသဟဇာတပစ္စယေနာပစ္စယောဒွေမဟာဗုဒ္ဓဒွေနံမဟာဗုဒ္ဓနံသဟဇာတပစ္စယေနာပစ္စယောမဟာဗုဒ္ဓဥပါဒရူပနံသဟဇာတပစ္စယေနာပစ္စယောဥရုသမုဋ္ဌာနံဧကံမဟာဗုဒ္ဓံတေနနံမဟာဗုဒ္ဓံသဟဇာတပစ္စယေနာပစ္စယောတယောမဟာဗုဒ္ဓဧကတာမဟာဗုဒ္ဓသာသဟဇာတပစ္စယေနာပစ္စယောဒွေမဟာဗုဒ္ဓဒွေနံမဟာဗုဒ္ဓနံသဟဇာတပစ္စယေနာပစ္စယောမဟာဗုဒ္ဓဥပါဒရူပနံသဟဇာတပစ္စယေနာပစ္စယောအတေယတတနံဧကံမဟာဗုဒ္ဓံတေနံမဟာဗုဒ္ဓနံသဟဇာတပစ္စယေနာပစ္စယောတယောမဟာဗုဒ္ဓဧကတာမဟာဗုဒ္ဓသာသဟဇာတပစ္စယေနာပစ္စယောဒွေမဟာဗုဒ္ဓဒွေနံမဟာဗုဒ္ဓနံသဟဇာတပစ္စယေနာပစ္စယောမဟာဗုဒ္ဓကထာရူပနံဥပါဒရူပနံသဟဇာတပစ္စယေနာပစ္စယောအဲ့တော့အမြန်ပြောပြမယ်။ तू ကနန်းဆိုရင်နန်းခန္ဓာဘယ်နှပါရှိလဲ၄ပါး၄ပါးနမခန္ဓာ၄ပါးနမခန္ဓာဘယ်နှပါလဲ၄ပါး၄ပါးเนาะအဲ့တော့ခန္ဓာ၅ပါးမှာနမခန္ဓာ၄ပါးဆိုတော့ကျန်တာပါတော့ခန္ဓာရုပ်ဟုတ်တယ်ယူပခန္ဓာเนาะနမခန္ဓာ၄ပါးရုပ်နဲ့ယူပခန္ဓာတစ်ပါးပေါင်းเนาะ၄နဲ့1နဲ့ပေါင်းเนาะ
ငါခန္ဓာ၅ပါးကြားဘူးရနော်ခန္ဓာ၅ပါးယုံနာမယ်ခန္ဓာ၅ပါးပါတော့ ယုံနေမယ် ယုံနာနော်အဲ့တော့မှ तू ကယုတ်ကြရင် तू ကလေအရန်အခြေခံကြတာမဟာဘူတမဟာဘုတ်လေးပါအခြေခံကြတဲ့အကျဉ်းဆုံးအခြေခံပင်မယုတ်ကြီးရပါလေမဟာဘုတ်လေးပါနော်မဟာဘုတ်ကဘယ်နှပါလဲ ၄ ပါ ၄ပါဟာစောစောကပြောတယ်အဲ့ဒီ၄ဟာ3-1-3-2-2 3-1-3-2-2ဆိုရင်ရုပ်ကိုပြောတာလားနာမ်ကိုပြောတာလား နေအောင်ပြောတာဗျာ ဟုတ်ရဲ့လား ရုပ်ကို 3-1-3-2-2ဆိုတော့3နဲ့1ရဲ့ပေါင်းနဲ့4ဖြစ်နေလေ2နဲ့2နဲ့ပေါင်းတော့4ဖြစ်နေပြီ3-1-3-2-2ဆိုရင်မဟာဘုတ်ကိုပြောတာလားနမခန္ဓာ၄ပါးပြောတာလား မဟာဘုတ်ကိုပြော မဟာဘုတ်ကိုပြောတာအဲ့တော့မဟာဘုတ်တွေကသူ့ဟာသူဟိုအချင်းချင်းဟိုဘာဟိုသူ့ဟာသူတဟဇာတကျေစုပြုမယ်ဆိုလို့ရှိရင်မဟာဘုတ်တွေကဘယ်လိုပြုလဲ3-1-3-2-2 3-1-3-2မှတ်ထားနော်ပြောနေ3-1-3-2ဆိုရင်မဟာဘုတ်အဲ့တော့ဒါနံကိုပြောတာမဟုတ်နံကြတော့ तू က9ခုဆိုတော့9ခုဆိုတော့ तू ကsorry နံကြတော့နမခန္ဓာ4ပါ4ပါဆိုတော့သူတို့ကျေစုပြုမဲ့4ပါဆိုတော့ဘယ်လိုပြောလဲဆိုတော့ဧကံဧကောခန္ဓာဒွေတိဏ္ဏခန္ဓာနဲ့ဧကောခန္ဓာတိဏ္ဏခန္ဓာနဲ့တယောခန္ဓာနောက်ဒွေခန္ဓာဒွေဏခန္ဓာနဲ့နောက် तू ကကြတော့ဘယ်လိုပြန်ကျေစုပြုမလဲဆိုရင်1နဲ့3နဲ့3နဲ့1နဲ့2ခုနဲ့2ခုနဲ့နော်အဲ့ဒါက तू ကသာဇာတာကြရင် तू ကသာဇာတာကြလို့ရှိရင် तू ကရုပ်တရောနာမ်ရောကျေစုပြုတယ်အညမြညာကြတော့ तू ကနာမခန္ဓာလေးကြီးပဲကျေစုပြုတယ်နော်အဲ့တော့ဘာမှလည်းတိတ်တော့နားမလဲဘူးဆိုတော့တခုပဲမှတ်ထားနာမခန္ဓာဘယ်နှပါလဲ နမခန္ဓာက4ပါ 4ပါအဲ့တော့ခန္ဓာစုစုပေါင်းခန္ဓာဘယ်နှပါလဲ 5ပါ 5ပါနာမခန္ဓာ4ပါဆိုတော့ကျန်တဲ့တစ်ပါးပါ ရုပ်ကရုပ်နဲ့ ယူဘခန္ဓာနာမခန္ဓာ4ပါးယူဘခန္ဓာတစ်ပါးခန္ဓာ5ပါဆိုနာမခန္ဓာ4ပါးယူဘခန္ဓာတစ်ပါးခန္ဓာ5ပါဟုတ်ပြီနော်နာမခန္ဓာ4ပါးယူဘခန္ဓာတစ်ပါးခန္ဓာ5ပါဟုတ်ပြီအဲ့တော့နာမခန္ဓာ4ပါးမှာကျတော့ तू ကဧကံဧကောခန္ဓာတိဏ္ဏခန္ဓာနဲ့ဆိုဧကောခန္ဓာတိဏ္ဏခန္ဓာနဲ့တယောခန္ဓာဧကတခန္ဓာတယောခန္ဓာဧကတခန္ဓာဒွေခန္ဓာ ဘိကနဲ့ ဒွိဏခန္ဓာအေးဟုတ်ပြီဆရာအဲ့တော့ပြန်ဆိုမယ်နမခန္ဓာ၄ပါးကျေစုပြုပုံကဧကောခန္ဓာတိဏ္ဏခန္ဓာနဲ့တယောခန္ဓာဧကတခန္ဓာဒွေခန္ဓာဒွိဏခန္ဓာနဲ့အဲ့ဒါနံခန္ဓာသဟဇာတာဖြစ်နေကျေစုပြုနေအညမြညာလဲ तू ကထပ်ပြီးကျေစုပြုနေတယ်ရုပ်ကြတော့ तू ကသဟဇာတာထဲမှာဘယ်လိုကျေစုပြုနေဆိုတော့ရုပ်ကြတော့ယူဘခန္ဓာကတော့ဘယ်နှပါတော့ ယူဘခန္ဓာ4ပါ ခန္ဓာ၅ပါးထဲမှာဆိုယူဘခန္ဓာတစ်ပါးအဲ့ယူဘခန္ဓာအကုန်ရုပ်တွေကြီးပဲအဲ့ရုပ်တွေထဲမှာမဟာဘုတ်ကဘယ်နှပါလဲ မဟာဘုတ်က4ပါ အဲဆိုပထဝီ ပထဝီတေဇောအာဘောဝါယော ဟုတ်တယ်ပထဝီတေဇောအာဘောဝါယောသူတို့ကလည်းတဲ့သာသနာအချင်းချင်းကြတော့၄ခုဆိုတော့၄ခုဆိုတော့3-1-3-2-2ကိုသူဘယ်လိုသွားလဲဆိုရင်ဘယ်လိုသွားတော့ဟိုခန္ဓာလို့ပြောရင်နာမ်ကွယ်ဧကတမဟာဗုဒ္ဓသာဆိုရင်မဟာဘုတ်ဧကတမဟာဗုဒ္ဓသာဆိုရင်မဟာဘုတ်ဆိုတော့ဧကတ ခန္ဓာတ ခန္ဓာဧကတမဟာဗုဒ္ဓသာဧကတဒီဧကတမှာတယောဆိုမယ်တယောမဟာဗုဒ္ဓတယောဆိုကြရဘယ်နှပါလဲသိလားတတိယတတွေပါနေတယ်အဲ့မှန်တယ်တယောဆိုရင်၃ပါးကုန်သောမဟာဗုဒ္ဓမဟာဗုဒ္ဓတို့သည်ဧကတတပါးသောမဟာဗုဒ္ဓတမဟာဗုဒ္ဓအားနော်တယောမဟာဗုဒ္ဓဧကတမဟာဗုဒ္ဓတဆိုတယောမဟာဗုဒ္ဓဧကတမဟာဗုဒ္ဓတတယောမဟာဗုဒ္ဓဧကတမဟာဗုဒ္ဓတပြီးတော့ဧကမဟာဗုဒ္ဓဧကမဟာဗုဒ္ဓတိဏ္ဏမဟာဗုဒ္ဓဧကံတခုသောမဟာဗုဒ္ဓမဟာဗုဒ္ဓတိဏ္ဏသုံးပါးကုန်သောမဟာဗုဒ္ဓနဲ့မဟာဗုဒ္ဓပါဆိုတော့ပထဝီတစ်လုံးကကျန်တဲ့၃လုံးနော်အဲ့တော့1နဲ့3နဲ့3နဲ့1ရဲ့နှစ်ခုချင်းကျေးဇူးပြုတော့ဆိုကြည့်ဒွေမဟာဗုဒ္ဓဒွေမဟာဗုဒ္ဓ ဒွိဏမဟာဗုဒ္ဓနဲ့ဒွေမဟာဗုဒ္ဓ ဒွိဏမဟာဗုဒ္ဓ နဲ့အဲ့တော့
ပြေးတစ်ပိုင်းနဲ့15မိနစ်20ပြည့်ပါသည်ပြီးတော့ဘာကြံလဲပြောခေါင်းထဲမှာဒီနေ့ဆရာလေးနဲ့ ဆရာလေးပြောပြသူဧကံမဟာဝိရဏံဆိုရင်ပြီးတော့ရွပဲရွလိုက်တာဧကံက1တို့ပါဆိုဆရာလေးခွဲခြားပြကမှ1 3ဆိုတာအကျိုးပြုတာ1နဲ့3နဲ့သွားတယ်3နဲ့1နဲ့သွားတယ်ပြီးတော့ခုမှသိတာလေအဲ့တော့ ဟုတ်ပြီပြီးတော့ တရောဆိုတော့ပြီးတော့တရောလိုပဲသိတာလေတတိယ တရောဆိုထိုးတဲ့တရောလေးထင်နေဦးမယ် အဲ့ဒါဆိုတရောဆိုလိုက်တာပဲပေါ့တရောဆိုအခုကျတော့ဆရာလေးပြောမှတတိယဆိုတာကိုသိပါတာလေ 3ဆို3တရောဆိုတာ3လို့နော်တတိယနန်းတို့ဒီကာတော့တရောလို့ဆိုအတန်လေးကိုဖမ်းရတယ်ပြီးတော့အဲ့တော့3ပါးဟာဘာကိုလုပ်လဲ 3ပါးတော့ဟိုဟာကျန်တဲ့ ကျန်တဲ့လေကိုတဘာကိုဖြစ်တာ ဟုတ်တယ်အဲ့တော့3နဲ့ဟုတ်တယ်ဟိုသူဖြစ်အောင်အတူတူလိုက်ဖြစ်ပေးတယ်ဟုတ်ပြီနော်အဲ့တော့အဲ့3 1 1 3 2 2ရဲ့ 3 2 3 1 1 3 2 2ရဲ့ဟိုနန်းခဏလေးပါကြတော့တိန်နန်းနန်း ခန္ဓာနဲ့ ခန္ဓာနံတိဏနံခန္ဓာနံတယောခန္ဓာဧကတခန္ဓာတာဒွေခန္ဓာ ဒွိနံခန္ဓာ ဒွေနံခန္ဓာအဲ့ဒါလေးပဲမှတ်ထားတော့ကဲတော်ပြီသာဓုသာဓုသာဓု ကျေးဇူးအများကြီးတင်ပါတယ်ဗျာ finish လား